လိုက်ပြီးတော့အလူလာစားတဲ့လူတွေကလည်းဘယ်တော့မှချိန်မနာမဟုတ်ဘူးတလူပြီးတလူကြိတ်ကြတာဟင်းရွာလည်းချိုးပါငါဟိုလှတော့တင်းတန်းဆန်တဲ့အလူလိုက်သွားတော့လှတော့သားတွေနဲ့စကားပြောဟိုမျိုးကြီးလူသမင်းစားလို့ကောင်းပါဗျာတနေ့ကတမန်တာလူလိုက်သွားမာလိုက်တဲ့သမင်းကြောက်ခဲလှော်ထားတယ်သမင်းယုံမျိုးကြီးကလည်းစပ်ပါဆရာကြီးကသမင်းယုံကထွက်ကြတဲ့ကလေးချောနေရတယ်ငါ၆ထောင်းဆိုလို့နှိုက်လိုက်ပါဆူးမှုရတယ်လို့ပဲအယိုးတွေငါလိုက်တဲ့ဖြစ်ပုံရေငါလိုက်ပုံများအိမ်ရောက်တော့ကံပေါင်မဲတင်အိမ်လာတော့ပြောရင်ဘယ်သူမှမမီအောင်ပြောတာကျုပ်ကလည်းလာတော့ခဏခဏရောက်ရင်နေ့လေလက်ဖက်ရည်တက်ပြောကြတယ်ကွာတမင်ပြောခိုင်းလို့လည်းရတာမဟုတ်ဒါနဲ့ကျုပ်ကမေးတယ်ဒီနေ့လာတော့စပထွက်ပဲနဲ့နေတော့ဆိုသင်္ကန်းဆက်ပိုင်ကမန်းလေးသုံးပုံတပုံလောက်ရောက်လိမ့်မယ်ထင်တယ်ဆရာကြီးလာတော့ကဝင်လိုက်ကားတာဘူးတဲ့မကားအောင်မင်းကဘာသိလို့လဲကျုပ်ကဆက်ပိုင်နဲ့ကြည့်ထားတာသိပါရဲ့ဆရာကြီးလာတော့စပထွက်တော့မမင်းနဲ့တဲ့ကြက်မြုံနဲ့ထဲကိုကောက်ရိုးရဖို့မလွယ်ဘူးဆရာပြောတာတယောက်ကထားတယ်တယောက်ကပြောမှတယောက်ကပြောတာပြောတန်စီတန်တောင်သိနေပါပြီဆရာကြီးအရှင်နာဘုန်းကြီးကထိုင်နေကျုပ်တို့တောင်တင်ငိုင်းုံနဲ့တင်မြင်ငွေမိတ်တိဖြစ်နေဘုန်းကြီးကလည်းဒီတိုင်းပြောတာဒါနဲ့ဘုန်းကြီးကကျောင်းသားရေကခိုင်းတယ်ရေလေးခါတာလမ်းဖိတ်တယ်တောင်လေးရိုးတေးခါတာမဟုတ်ပဲနဲ့ကလေးကနော်လူဖြစ်ဓာတ်တော်ပြက်နေလို့ခါတာဒီလိုရအောင်မလားအဲ့ဒီလိုလူတွေရစပိန်တာယာများပန်းမရှိဘူးချောလို့ဘဲဥကောပါစားထားတာအောင်တယ်ကျလို့ပြောတယ်ပါလိုက်ပုံကလည်းစပိန်ရဆိုင်ရှိမစည်းဝုံဘူးပေါက်သွားဆိုလို့အထဲကကြွကြည့်တော့တကုံကုတ်ကကြွက်ကြိုက်ထားတယ်လို့အဖားလေးအဲ့လိုပြောတာဒါနဲ့လှတော့တကြီးဒါလည်းပါတယ်သိတတ်တယ်တကြီးခမရလှတော့ပပကဘာတွေထုတ်လဲပြောဖို့အလူလေးရရှိလားလှတော့ပပကတော့မမေးနဲ့ဆရာကြီးကိုမိမကိုတောင်လေးနဲ့စောင့်နေရတယ်ကြီးစိတ်သွားမဆိုဘူးဘာမှမရဘူးလို့ပြောတာမဟုတ်ဘူးလှတော့ဒါရွှေဘူသွားတယ်တဲ့ဟိုကတော့ကြက်သားဟင်းနဲ့စီသမင်းကျွေးတယ်တဲ့ကြက်ကမစားရင်ကြော့လိုက်ရသေးတယ်ကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်းတယ်လို့ပြောတာမစားရင်ကြော့လိုက်ရသေးတယ်ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့အဲ့ဒီလိုလာတဲ့သူတွေကဒီကနေဝက်လက်လမ်းဘယ်နဲ့နေလဲလို့ခေါ်ရကြောက်ခဲမျိုးသွားဟိုကြစားကြည့်တဲ့ဟာမနေ့နဲ့ဒီနေ့ဘကိုးမူလီစပယ်လမ်းတွေလျှောက်ပြီးမော်တော်ကားနဲ့သွားတော့လှတော့လာသွားတတိယကြောက်ခဲမျိုးသွားတော့အစာကြေမဲ့လမ်းတွေကြောက်ခဲမျိုးသွားအစာကြေတဲ့ရွှေဘိုးပဲကြောက်ကြဆိုမှန်ပေါ်လှိမ့်ရတယ်လို့ပဲကတ္တရာဒီလမ်းကိုရအဲ့ဒီလိုလာတဲ့လူတွေလှတော့ပြောနေတော့ကုန်မှမဟုတ်ဘူးကျွန်တော်စာအုပ်ရိုက်မလို့စုပြီးတော့ရင်းနေတယ်လှတော့ပုံနေတော်တယ်လဲဝင်ယူဆိုတော့စိတ်ညစ်လိုက်တာတကယ်ချင်းနဲ့အလိုလေးတွေကမြေမျိုးတုံးကပူတော့ပူမှာပါကွာစိတ်ညစ်တာငါပြီးမဲ့တယ်ပေါ့တဲ့ဒီရအောင်လားလာတော့ရဲစခန်းရှိတယ်အဲ့ဒီရဲစခန်းရှိတော့ဟိုကဟာမူကရဲရမှန်မင်းတို့ပုံကမူနေရမကြောင်မင်းနေရာပြောင်းရနေတယ်ဟိုငေါ့မိမနဲ့ငါကလာပါတိုင်းစိတ်ကြီးသားမောတင်ပြစ်လိုက်ကြရနေမလို့အဲ့လိုလာတဲ့လူတွေကပြီးတော့အခုဘုံမှုချုပ်တင်ဖေတုံးကတော့ရာကျော်စပါးစားတာကဦးကြီးတို့ရာကျော်စပါးစားကြလားစားပါရဲ့ဘယ်နဲ့နေအလူလေးမိကြီးကြောက်ဝါရတယ်မျိုးချလိုက်မှလေကြောင်းဆယ်ထိုးဆင်းသွားမင်းတို့ရှာတော့လာလေဥပမာပါပဲမပြောရဘူးလားကွာလို့မေးတာဆရာကြီးနဲ့ဥပမာမပါပဲပြောရရင်လက်ကြီးတို့စီးရတယ်လို့ဒါလည်းပါဘူးလို့အဲ့ဒီလိုဒီတော့ကျွန်တော်အဲ့ဒီမှာလေတန်းကြောင်းကကျွန်တော်သွားကူဆောက်ပေးတာကျွန်တော်လူခါရပြီးတော့လာတော့လေတန်းကြောင်းရှိအဲ့ဒီဘောလုံးဝဲပါတရံငယ်လာတော့နဲ့ခတ်ကြလာတော့ချီကောင်းတယ်တရံငယ်ညံ့နှစ်ကိုသွင်းနေတာပါ
ငါတို့တော့တင်သားတွေကသူတို့လူတွေသူဆဲတာဟိုကောင်ခောက်ပြပါဟဲ့တော့ဖတ်သူတို့ကရှုံးနေတာကိုလာတော့သာအသာမနေဘူးအေးဆက်ဆက်နေအလိုလေးလာတော့ကတရိုင်ကိုသွန်းလိုက်တာပဲညစ်သလားအောင်ကြည့်ရအရင်ကလည်းထားရိုက်လို့ပြေး